ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ login ဝင်ထားတဲ့ Google Gmail account password မတည်ရင်မမှတ်မိတော့ရင်အသစ်ပြင်ယူတဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ် Gmail app ထဲကိုဝင်သွားလိုက်ပါ Gmail ထဲရောက်ပြီဆိုရှင်တော့ profile icon လေးထဲကိုနှိပ်လိုက်ပါဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ password မမှတ်မိတော့တဲ့ Gmail account ကိုရွေးချယ်ပြီးတော့ Google account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ Google password နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ new password နဲ့အောက်မှာ confirm new password ဆိုပြီးတော့ဒီမှာနေရာတစ်ခုပေါ်လာမှာဖြစ်ပါတယ်เนาะ password သတ်မှတ်တဲ့အခါမှာအနည်းဆုံး၈လုံးထိကိုသတ်မှတ်ပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာစိတ်ကြိုက် password အသစ်ကိုရိုက်ထည့်လိုက်ပါ new password မှာရိုက်ထည့်ထားတဲ့ password ကိုပဲဒီအောက်နားလေးက confirm new password မှာတစ်ခါပြန်ပြီးတော့ရိုက်ထည့်ပေးလိုက်ပါOkay အပေါ်က new password မှာရိုက်ထည့်တဲ့ password အသစ်ကိုပဲအောက်မှာတစ်ခါပြန်ပြီးရိုက်ထည့်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာရိုက်ထည့်ထားတဲ့ password ကိုတေချာလေးမှတ်ထားလိုက်ပါတော့နောက်တစ်ခါကျွန်တော်တို့ဘယ်နေရာမှာပဲဖြစ်ကျွန်တော်တို့ login ဝင်တဲ့အခါမှာအသုံးပြုရမှာပဲဖြစ်ပါတယ် Okay ပြီးတော့ကျွန်တော်တို့ဒီအောက်နားလေးက change password ကိုနှိပ်လိုက်ပါ Okay ဒီနေရာမှာ change password ကိုထပ်ပြီးတော့နှိပ်လိုက်ပါ Okay ဒီမှာ password change successfully ဆိုပြီးတော့ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့password အသစ် change လိုက်ပြီးဖြစ်ပါတယ် post ကိုနှိပ်လိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့အခုဒီ password အသစ်ပြောင်းသွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ